Julian Alvarez, Ryan Sterling နဲ့ Chelsea တင်းရဲ့နောက်ဆုံးရအချောင်းရများအားလုံးပဲမင်္ဂလာပါ Football Watch Channel မှာဝင်တော်မှာဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒါ Chelsea အတင်းရဲ့နောက်ဆုံးရထားတဲ့အချောင်းအချိုကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေရာမှာပထမဆုံးအနေနဲ့ Chelsea တင်းရဲ့ကစားသမားဖြစ်တဲ့ Ryan Sterling ပေါ့နော်ဒါကတော့ Maresca ရဲ့အနာဂတ် plan ထဲမှာမပါဝင်တာအကြောင်းအသင်းမှာကစားကွင်းမရခဲ့ပြီမဲ့ Chelsea တင်းရဲ့ကစားသမားတစ်ယောက်ဖြစ်နေစေဖြစ်တဲ့ Ryan Sterling ရဲ့အိမ်ကိုကျွန်တော်တို့ဒါသူတို့အနေနဲ့ဒါအချမ်းဖက်ခံရတယ်ပေါ့ဗျာတကူတွေဝင်ရောက်တယ်ပေါ့မြန်မာလူပြောရင်တော့ဓမြတိုက်တယ်ပဲပြောဘယ်လိုပဲပြောဝင်ရောက်ချင်းခံခဲ့ရတယ်လို့သိရပါတယ်ဒီအဖြစ်ပြက်ကတော့ကျွန်တော်တို့ဒါ Chelsea တင်းနဲ့ဥပါတန်တင်းတို့ရှင်ပြိုင်ကစားခဲ့တဲ့စနေနေ့ညမှာဖြစ်ခဲ့တာပေါ့နော်ဒါ Ryan Sterling အနေနဲ့သူ့ရဲ့မိသားစုနဲ့အတူအိမ်ရဲ့အောက်ထပ်မှာ Chelsea နဲ့ဥပါတန်ပွဲကိုကြည့်ဖို့ပြင်ဆင်နေတဲ့အချိန်ပေါ့နော်ဒါအပေါ်တက်မှာဒီဓမြတွေအနေနဲ့ထိုးပေါက်ဝင်ရောက်လာတဲ့တကူတွေအနေနဲ့ထိုးပေါက်ဝင်ရောက်လာတဲ့ match တက်ထားတဲ့တကူတွေအနေနဲ့ထိုးပေါက်ဝင်ရောက်လာတာကို Ryan Sterling ကတတိထားမိခဲ့တယ်လို့သိရပါတယ်ဒီအချိန်မှာ Ryan Sterling ကသူ့ရဲ့သားသမီးနဲ့သူ့ရဲ့မိန်းမဖြစ်သူတွေကိုဘေးကင်းလုံခြုံအောင်ထားပြီးတာနဲ့ဒါတချောင်းကိုကင်ဆွဲပြီးတော့သူ့အနေနဲ့ဒါတခိုးတွေကိုထိတ်တိုက်ရင်ဆိုင်ခဲ့တယ်လို့သိရတယ်အသေးစိတ်ချက်လက်တွေကိုကျွန်တော်တို့မသိရပါဘူးတခိုးတွေအနေနဲ့ Ryan Sterling ရဲ့အိမ်ကနေဘာမှမရဘဲနဲ့ဆုတ်ခွာသွားခဲ့တယ်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ် Ryan Sterling အတွက်တော့ဒီလိုချင်းချောက်ခံရတာကဒုတိယအကြိမ်ဖြစ်တယ်ပေါ့နော်အဲ့တော့ Ryan Sterling အနေနဲ့ဒါသူ့ရဲ့မိသားစုအပေါ်ပေါ့နော် Chelsea အသင်းဘက်ကလည်းဒါလုံးဝစိတ်ပူဝမ်းနေကြောင်းသူတို့နဲ့အတူရှိကြောင်းထုတ်ပြန်ထားတာပြီးတော့ရှိတယ်အဲ့တော့ Ryan Sterling ကတော့ဒီလိုမျိုးရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်အဲ့တော့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက Julian Alvarez နဲ့ပတ်သက်ပြီးတော့ Chelsea က rule out မဖြစ်ဘူးလို့သိရတယ်ဒီနေရာမှာကတော့ဒါကလုံးဝဒီ tension မြင့်တဲ့သတင်းမျိုးတော့မဟုတ်ဘူးဗျာကျွန်တော်ပြောချင်တာကသတင်းထွက်လာတယ်ပြောချင်တာ Julian Alvarez က Atletico Madrid ကိုဒီယာဒီမှာအပြည့်အဝအာရုံစိုက်ထားမယ်ဒါပေမဲ့သူ့ရဲ့အနာဂတ်အတွက်ပေါ့နော်ကျွန်တော်တို့ဒါတကားဖွင့်ထားတယ်ဆိုပြီးတော့ Fabio Romano က report လုပ်ထားတယ်အဲ့ဒီနောက်မှာဒီ Julian Alvarez နဲ့ပတ်သက်ပြီးတော့သတင်းတွေဇက်တိုက်ထွက်တော့တာပဲဘာစီလိုနာပါတယ်ပြီးရင်ကျွန်တော်တို့ဒါ Paris Saint-Germain တို့ရှိမယ်ဒီလိုအသင်းတွေအပါအဝင်ကျွန်တော်တို့ဒါတော်တော်များများပေါ့နော်ဘာစီလိုနာပြီးရင် Paris Saint-Germain လီဗာပူးဒါလုံးဝပေါ့နော်ဆွဲပြီးတော့သတင်းတွေကထွက်လာတယ်ဒီနေရာမှာ Chelsea အသင်းအနေနဲ့လည်း Julian Alvarez နဲ့ပတ်သက်ပြီးတော့ rule out ဖြစ်နေတာမျိုးတော့မဟုတ်ဘူးဗျာဘာစီလိုနာကတော့တစ်ပြေးနေတယ်ပြီးရင် Paris Saint-Germain ရှိတယ်အဲ့ဒီနောက်မှာဒီ Julian Alvarez အနေနဲ့လန်ဒန်ကိုရောက်မလာဘူးလို့လည်းမပြောနိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့သတင်းတော့ပေါ်ပြထားတာရှိပါတယ်အဲ့တော့ဘာသာလို့ဆိုရင်ဘယ်လိုထင်လဲ Julian Alvarez ကို Chelsea အသင်းရဲ့ squad မှာလိုတယ်လို့ထင်ကြလား Julian Alvarez ဆိုတာကတော့ဒါလူတိုင်းလိုချင်တဲ့တိုက်စစ်မှုမျိုးတော့ဖြစ်တယ် physical preference အရလည်း Premier League မှာသူ့အနေနဲ့သူ့ရဲ့ skill နဲ့အတူတက်တည်ပြပြီးသားကစားသမားဖြစ်ပြီးတော့ Argentina ရဲ့ကျွန်တော်တို့ဒါ twin တောက်ထားတဲ့ခြေတပွန်းလို့တောင်ပြောလို့ရတယ်တကယ်လည်းကောင်းတယ် Atletico Madrid မှာလည်းလုံးဝ carry ပေးနေတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်တကယ်လို့မြန်ပေါ့နော် Julian Alvarez ကိုခေါ်ဖို့အခွင့်အရေးရှိလာမယ်ဆိုရင် Chelsea ပိတ်တဲ့တွေအနေနဲ့လိုချင်လားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်နောက်တဲ့သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒါ Robert Sanchez ပေါ်ဒါကစားသမားဟောင်းမီခေရဲ့မှတ်ချက်ဖြစ်ပါတယ်သူပြောတာကတော့ Robert Sanchez ကပြီးခဲ့တဲ့ရာသီထက်ဆိုင်ဒီရာသီမှာပို့ပြီးတော့တိုးတက်လာတယ်ပြီးတော့အမားနည်းလာတယ် performance အရလည်း consistent ဇက်တိုက်ဖြစ်လာတယ်ဆိုပြီးတော့သူကပြောသွားတယ်ဒါပေမဲ့ Chelsea အသင်းအနေနဲ့ top class goalkeeper တယောက်လိုတယ်ဆိုပြီးတော့သူကထည့်ပြီးတော့ပြောသွားပါတယ်ညီကိုတို့အနေနဲ့ရောဒီ Robert Sanchez ရဲ့လက်စွမ်းဒီယာဒီလက်စွမ်းပေါ်ဘယ်လိုထင်ကြလဲတိုးတက်လာတယ်လို့ထင်ကြလားပေါ့နော်ဒါမီခေပြောတာနဲ့သဘောတူလားခွင့်မမှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်အဲ့တော့နောက်ထပ်ကျွန်တော်တို့ဒါမီခေကကာနာချိုနဲ့ပတ်သက်ပြီးတော့မှတ်ချက်တချို့လည်းပြောသွားတယ်ပေါ့နော်ဒါကတော့ကာနာချိုအနေနဲ့Chelsea တင်းကိုပေါ့နော်ရောက်လာပြီးတဲ့နောက်မှာသူ့အနေနဲ့ပူပြီးတော့တိုးတက်လာတယ်ကာနာချိုခေါ်ခဲ့တာမှန်ကန်တယ်ဆိုပြီးတော့သူကတော့ပြောသွားတယ်ဘာဖြစ်လို့လဲဆိုရင်ကာနာချိုကတပတ်ချင်းမှာပေါ့နော်တပတ်ပြီးတိုင်းမှာ performance အရာတိုးတက်လာတယ်လေပြီးတော့ကျွန်တော်တို့ဒါသူကဘောလုံးရပြီဆိုတာနဲ့တိုက်ရိုက်ဆန်ကစားတယ်အများတန်းလိုပြိုင်ဘက်ကိုဖျက်ကျော်ဖို့ကြိုးစားပြီးတော့ဒီလို mindset ရှိတာမျိုးကိုမိခေအနေနဲ့သဘောကျတယ် Chelsea အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါဒီလိုကစားသမားမျိုးကိုခေါ်ခဲ့တာက business အရာတော်တော်လေးမှန်ကန်တဲ့လုပ်ရက်ဆိုပြီးတော့မိခေကတော့ချီကျူးသွားခဲ့ပါတယ်အဲ့တော့ကာနာချိုအပြောင်းရွှေ့ပေါ်ရော brother တို့ဘယ်လိုမြင်ကြလဲဘလို့မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင် Chelsea အသင်းရဲ့ကျွန်တော်တို့ဒါအော်တိုဘာလအကောင်းဆုံးကစားသမားစုကိုတော့အသင်းရဲ့ကွင်းလက်ခံစီကစားသမားပေါ့နော်ကျွန်တော်တို့ဒါကိုင်စီတိုကရရှိသွားခဲ့ပါတယ်ဒါကတော့ညင်းပွားပွဲရမရှိပေါ့နော်ကိုင်စီတိုအနေနဲ့ရဖို့ရှိတာဖြစ်တဲ့အတွက်တော့ဘာမှကျွန်တော်တို့ဒါဆော့ကတက်ဆရာမလို့တကယ်လည်းကောင်းတဲ့ဆွမ်းဆောင်ရည်တွေပြခဲ့တာဖြစ်တဲ့အတွက်ကိုင်စီတိုကတော့အော်တိုဘာလ Chelsea အသင်းရဲ့အကောင်းဆုံးသမားစုကိုရရှိသွားခဲ့ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Chelsea အသင်းရဲ့ EFL Cup quarter final မှာရင်ဆိုင်မှုရှိတဲ့ Cardiff အသင်းက Chelsea ကနေငားချထားတဲ့ကျွန်တော်တို့ဒါ Omari Keyman ပေါ့
တော့ဒီကစားသမားလေးကိုချက်စီနဲ့တွေ့တဲ့အခါမှာသူတို့နဲ့ထဲသွင်းအသုံးပြုဖို့အတွက်တောင်းဆိုထားတယ်ဆိုပြီးတော့သိရတယ်ဒါကတော့ချက်စီကအငှားချထားတာပေါ့နော်အငှားချထားတဲ့ကစားသမားပုံမှန်ဆိုရင်တော့မိခင်ကလပ်နဲ့တွေ့ရင်ပြန်ပြီးတော့ကစားခွင့်မရှိဘူးအဲ့တော့ချက်စီဘက်ကခွင့်ပြုပေးမယ်ဆိုရင်တော့ကစားခွင့်ရှိတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကာဒီဘက်ကတော့တောင်းဆိုထားတယ်လို့သိရတယ်အဲ့တော့ချက်စီကခွင့်ပြုပေးမလားဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်အားလုံးပဲဒါကတော့နောက်ဆုံးရထားတဲ့ချက်စီတင်အကြောင်းအရာတွေပါbrother တို့ညီကိုတို့ရဲ့အမြင်ကို comment မှာဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ်ဒီလိုဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခွတ်လက်ပါ